အဝတ်အစားကိုမတော်တဆရှေ့နောက်မှာဝတ်မိတာဒါမှမဟုတ်ပြောင်းပြန်ဝတ်မိတာနဲ့ပတ်သက်ပြီးမြမရိုးရာအတိတ်နမိတ်ယူဆချက်အပြည့်အစုံကိုအောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်ရှင်။ကံကောင်းခြင်းနဲ့လက်လာပါနမိတ်မြမရိုးရာအယူအဆအရအဝတ်အစားကိုသတိမထားမိပဲပြောင်းပြန်ဝတ်မိခြင်းဟာအလွန်ကောင်းမွန်တဲ့နမိတ်တစ်ခုလို့ယူဆကြပါတယ်။လက်ရွှင်ခြင်းအဲ့ဒီနေ့မှာမထင်မှတ်ထားတဲ့နေရာကနေငွေကြေးလက်လာပါတွေဝင်လာတတ်ပါတယ်။အခွင့်အလမ်းကောင်းများကိုလှုပ်ဆောင်နေတဲ့အလုပ်တွေမှာကံကောင်းခြင်းတွေကြုံရတတ်ပြီးအစဉ်ပြေချောမွေ့မဲ့ရှေ့ပြေးနေမိတ်ဖြစ်ပါတယ်။သတိပြုရန်အချက်ဒီတိတ်နမိတ်ဟာမတော်တဆဖြစ်သွားတဲ့အပေါ်မှာပဲမူတည်ပါတယ်။ရည်ရွယ်ချက်ရှိဝတ်ဆင်ခြင်းအကံကောင်းခြင်းစောနဲ့တမင်သက်သက်ပြောင်းပြန်ဝတ်တာမျိုးကတော့အတိတ်နမိတ်ထိရောက်မှုမရှိဘူးလို့ဆိုကြပါတယ်။အင်ကြီးပြောင်းပြန်ဖြစ်နေမှန်းသိလိုက်တဲ့အချိန်မှာလဲစိတ်မဆိုးပဲဒီနေ့တော့လက်ကောင်းတော့မှာပဲလို့စိတ်ထဲကမှတ်ယူပြီးပြန်လည်ပြုပြင်ဝတ်ဆင်နိုင်ပါတယ်။တကယ်လို့အင်ကြီးမားဝတ်မိတာကိုစိတ်ထဲမှာတမျိုးဖြစ်နေတယ်ဆိုရင်အဲ့ဒီနေ့မှာဖះမှာပန်းရည်ချမ်းကတ်လူပေးခြင်းဖြင့်ကံကောင်းခြင်းတွေကိုပုံမခိုင်မြဲစေတယ်လို့လည်းဆိုကြပါတယ်ရှင်။မိတ်ဆွေတို့လည်းအဝတ်အစားမှားဝတ်မိလို့လက်လာပရဘူးတဲ့အတွေ့အကြုံရှိရင်ကွန်မန့်မှာပြောပြခဲ့ပါဦးရှင်။